မြန်မာအလှပစံနှုန်းနဲ့မကိုက်ညီဘူးလို့ဝေဖန်ခံရပေမဲ့ကမ္ဘာကျော်မော်ဒယ်တွေနဲ့အတူကိုရှိရဲ့ runway fashion show မှာရှောင်းလန်းခွင့်ရနေတဲ့ super model တက်တက်တင် beauty လို့ခေါ်ကြတဲ့မြန်မာ model တက်တက်တင်ဟာမြန်မာနိုင်ငံမှာလူသိနေတဲ့ဆိုပေမဲ့ကမ္ဘာကျော် model တွေနဲ့အတူအလုပ်တွေတွဲလုပ်နေရတဲ့ professional model တူဖြစ်ပါတယ်။မြန်မာစံအလှပစံနှုန်းတွေအောက်မှာအတိမတ်ပြုမခံခဲ့ရတဲ့မိန်းကလေးတယောက်ကကမ္ဘာကျော် brand ကြီးတွေရဲ့မျက်စိကျစရာ high fashion model တယောက်အဖြစ်ရည်တည်နေပါတယ်ရှင်။မြန်မာနိုင်ငံမှာအများစုလက်ခံထားတဲ့မိန်းကလေးတယောက်ရဲ့အလှပစံနှုန်းကအသားလေးဖြစ်ဖို့လို့ပြီးတော့မျက်နှာလေးကခက်သွဲဒါမှမဟုတ်ပေါပေါင်းလေးနဲ့ချစ်စရာကောင်းရပါမယ်မျက်လုံးဝိုင်းနှာရန်ပေါ်လေးနဲ့ကြည့်လိုက်တာနဲ့ရင်လေးနဲ့လှရဲဆိုတဲ့ပုံစံမျိုးကိုမှလှတယ်လို့သတ်မှတ်လေးရှိကြပါတယ်ဒီစံနှုန်းတွေနဲ့ချိန်ထိုးကြည့်လိုက်ရင်တော့တက်တင်ကအဲ့ဒီဘောင်လေးကိုဝင်မနေခဲ့ပါဘူးရှင်အသားရည်ကအညိုရောင်ဖြစ်နေပြီးတော့မျက်နှာပုံမှန်တရံကလည်းပယိုးမြင့်မယိုးကားနဲ့ဆူရှာထက်မြက်တဲ့သွေးမြင့်မျိုးကိုပိုင်ဆိုင်ထားတာပါဒါကြောင့်လည်းတက်တင်ကမော်ဒယ်လောကကိုစတင်ဝင်ရောက်လာချိန်မှာပတ်ဝန်းကျင်နဲ့ online ပေါ်ကလူတချို့ရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပူပါတယ်မြန်မာအမြင်နဲ့ကြည့်မယ်ဆိုရင်တော့လုံးဝမလှဘူးဆိုတဲ့စိတ်သက်ကြစရာစကားလုံးတွေကိုအများကြီးကြားခဲ့ရပါတယ်ဘယ်တော့မှမော်ဒယ်မဖြစ်လာနိုင်ဘူးလို့ပြောကြပေမဲ့သူကတော့လက်မခံပဲအရေးအချင်းကိုယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်ပြည်တွင်းကကြော်ညာတွေပွဲတွေမှာလည်းချစ်စရာကောင်းပြီးတော့အသားပြူတဲ့မော်ဒယ်တွေကိုသာဦးစားပြီးရွေးချယ်လေးရှိတဲ့အတွက်တက်တင်လို့မျက်နှာပုံစံကနေရာရဖို့အတွက်တော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်ဒါပေမဲ့မြန်မာပြည်တွင်းမှာမလှဘူးလို့သတ်မှတ်ခံခဲ့ရတဲ့တက်တင်ကနိုင်ငံတကာ fashion လောကမှာတော့အဖိုးတန်ရတနာတစ်ပါးဖြစ်နေခဲ့ပါတယ်အာရှ next top model ပြိုင်ပွဲမှာဆိုရင်တော့ top 4အထိရရှိခဲ့သူဖြစ်ပြီးတော့အဲ့ဒီနောက်မှာဆိုရင်တော့ကမ္ဘာကျော် brand တွေကိုလည်းကြော်ညာပေးရတဲ့ model တူကိုဖြစ်လာခဲ့ပါတယ်လွန်ခဲ့တဲ့10နှစ်ကျော်ကလေးက model လောကမှာစူးစမ်းလာတဲ့သူဖြစ်ပြီးတော့ဒီအနေအထားရအောင်လည်းဇွဲမလျှော့ခဲ့ပါဘူးနိုင်ငံတကာနာမည်ကြီးဒီဇိုင်နာတွေ brand တွေကလည်းအယုံမလေးလိုချစ်စရာကောင်းတဲ့မျက်နှာမျိုးကိုမလိုချင်ကြပဲစင်ပေါ်မှာရှောင်းလန်းတဲ့အခါအဝတ်အစားကိုပေါ်လွန်သွားစေမဲ့ယုံကြည်မှုအပြည့်ရှိတဲ့မျက်လုံးအကြည့်တွေကိုသဘောကျကြတာပါမြန်မာကနေထွက်ခွာပြီးစူးစမ်းနေတဲ့တက်တင်ကကမ္ဘာကျော် luxury brand ကြီးဖြစ်တဲ့ Gucci ရဲ့ runway fashion show ပွဲကြီးမှာတက်တင်တယောက်ရွေးချယ်ခံရပြီးတော့ဝင်ရောက်ရှောင်းလန်းခွင့်ရရှိခဲ့ပါတယ်Gucci ရဲ့ runway fashion show မှာပထမအကြိမ်ရွေးချယ်ခံရတာမဟုတ်ပဲဒုတိယအကြိမ်မြောက်ရွေးချယ်ပြီးတော့ရှောင်းလန်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ကမ္ဘာထိပ်တန်း super model ကြီးတွေဖြစ်တဲ့ Victoria's Secret Angel ရဲ့ Candice Sonnevold နဲ့လက်ရှိ fashion လောကရဲ့အောင်မြင်ဆုံး Anok Yuan တို့လိုမျိုးနာမည်ကျော်တွေနဲ့အတူတပွဲထဲမှာပခုံးချင်းရှင်ပြီးတော့ရှောင်းလန်းနိုင်ခဲ့ပါပြီ။ Gucci ရဲ့ high fashion အဝတ်အစားတွေကိုဝတ်ဆင်ပြီးတော့ယုံကြည်မှုအပြည့်နဲ့အလုံးလုံးနေတဲ့တက်တင်ရဲ့ဟန်ပန်တွေကအားကြစရာပါ။အသားဖြူမှလှပတာမဟုတ်ပဲကိုယုံကြည်မှုရှိရှိနဲ့အထူးခြားတဲ့ပင်ကို style ကိုဖော်ထုတ်နိုင်တာကလည်းတကယ်အစစ်အမှန်အလှတရားဖြစ်ပါတယ်။တက်တင်နဲ့ကမ္ဘာကျော်မင်းသား Jared Leto တို့တွဲနေကြတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့ Jared Leto ဆိုတာကလည်း Suicide Squad ထဲမှာဂျော်ကာအဖြစ်တရုပ်ဆောင်ခဲ့တဲ့ Oscar ဆုရကမ္ဘာကျော်မင်းသားတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကအလုပ်သဘောဆက်ဆံရေးသာဖြစ်တဲ့အကြောင်းရှင်းလင်းထားခဲ့ပါတယ်။တက်တင်ကကမ္ဘာကျော် brand အနေနဲ့လက်တဲ့အလုပ်လုပ်နေပြီဖြစ်တာကြောင့်သူ့ကိုအားကျတဲ့တခြားသောမြန်မာ model တွေအတွက်လည်းအားတက်စရာဖြစ်ပါတယ်။မြန်မာနိုင်ငံကအလှပစံနှုန်းတွေနဲ့မကိုက်ညီဘူးဆိုပြီးတော့လက်လျှော့လိုက်မယ်ဆိုရင်ဒီလောက်ထိမအောင်မြင်လာနိုင်မယ်စိတ်သက်ခိုင်မာမှုကြောင့်ပဲထိတ်တန်း model အဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။တက်တင်ရဲ့ထူးခြားစွာကွဲထွက်နေတဲ့အလှမျိုးကိုသဘောကျရလားဆိုတာကိုမပြပြပေးခဲ့ပါအောင်နော်။